မင်္ဂလာပါ Cecilia Rose ဖြစ်ပါတယ်ဒီနေ့က April 10 ရက်နေ့ပါအဲ့နေ့ကဘာလဲဆိုလို့ရှိရင် Cici ရဲ့မွေးနေ့ဖြစ်ပါတယ် Cici အသက်ပြောင်းလားဒီနေ့ Cici ရဲ့အလုပ်ဖြစ်တဲ့ Simpton မှာလာတဲ့ client တွေကိုမုတ်နဲ့အေးလိုက်ဝေမှာဖြစ်ပါတယ်။ဒါလည်းဆိုရင် yogurt Cici ရမ်းကြိုက်တယ်။ပြီးရင်ဒီမှာပါမုတ်လေးတွေပါ Bonjour ကပါမုတ်လေးတွေ Cici အမှန်တော့ lactose intolerance ဖြစ်တယ်ပေါ့နော်။ဒါမဲ့လည်းဒါဆိုအရန်ကြိုက်တယ်။ဆိုဂျူနဲ့တောက်ရလဲကြိုက်တယ်ဒီတိုင်းနဲ့တောက်ရကြိုက်တယ်ဆိုတော့ Cici ကြိုက်တဲ့ဟာလေးကိုဝေမယ်ပေါ့နော်။သွားမယ်ကားဆောင်နေပါတယ်။ဒီမှာကြည့်အောင်မွေးနေ့မှာရတဲ့မွေးနေ့လက်ဆောင် what's that ဒါတော့ဒီနေ့ရဲ့ outfit of the day ပါ Cici ရဲ့အမေကိုယ်တိုင်ထုတ်ပေးထားဖြစ်ပါတယ်အခု Cici ကားပေါ်မှာပါ Cici ညနေ4 နာရီထွက်တယ်အခုဖြစ်ချင်တော့6 နာရီထိုးတော့မယ်ကားပေါ်မှာ Okay ဒီမှာအေးနေပေါ့ဒီစီနေပြီအခုဒီနေ့ပေါ့နော်လာတဲ့ client တွေကိုအဲ့ဒီ Cici ဝင်နေလို့အကောင်လုံးဟိုးဆုံးဒီတိုင်းနေပါတယ်အားကြောင့်မလို့ဒီနားလေးတက်စီလေးလို့ရတာထိုင်လို့ရရင်နော်ရတယ်ပြောပိုက်ကပေးတာကျွန်မဒါညီမကြိုက်ဘယ်မှာစီနေလဲပေးဆောင်နော်ကျွန်တော်ဝင်ရပါတယ်အဲ့ဒါကျွန်တော်ဆက်လာပါကျေးဇူးရိုက်ကြပါတယ်ကို strawberry ပိုက်တော့မပါဘူးခွာပြီးတော့စားလိုက်အောင်ပိုင်ဦးရှိလားstrawberry hot strawberry ကြိုက်ကြတယ် strawberry ကဒါလည်းတော့သိကြတယ်ကုန်တယ်ချက်လို့ပို့လိုက်မယ်နော်တော့ပတ်တယ် chocolate ဒီတိကကျေးဇူးပါ chocolate တောက်ပတ်တယ်တက်ခဲ့တယ်တကယ်ချင်းရှိတော့လားCheers ကဲအခုမုတ်တွေပုံနေတဲ့ကြောင့်မလို့ဒီရှိကဖန်ဘောစိမ်းမှာသွားပြီးတော့ဝင်မယ်ညီမရေ
လာလာနေရရပြီ ဟွာဒီမှာလေ ဖိုင်ဟောက်စစ်နေနေပေးထားပါရဲ့လားဒီမှာလေမင်းလေးဆိုလည်းခုပဲဆက်လာရနော်ဝင်းပေးတွေ့ရနော်ကျေးဇူးပါဆောက်တော့လောက် ကဲအစားတော့တွေအကုန်လုံးကုန်သွားပါပြီဒီနေ့စင်မီတန်မှာပဲဝေးဖြစ်မယ်လို့ထင်တာစင်မီတန်ကဒီနေ့ရောက်တဲ့အချိန်ကလည်းနည်းနောက်ကျသွားလူကနဲသွားရဲအဲ့နဲ့အနီးကဘန်ဘောဈေးမှာသွားပြီးတော့ရှိသမျှမြန်မာလုပ်သားတွေအကုန်လုံးကိုဝေးလိုက်ပါတယ်အစားတောင်းနေတောင်လိုအောင်လိုသွားသေးတယ်လက်အဆုံးထိမရောက်လိုက်ဘူးတဝက်မှာကုန်သွားရဲအဲ့တော့နည်းလေးအောင်မှတမျိုးလေးဖြစ်သွားရဲအရန်ပေးစနာအကုန်လုံးအဲ့တော့အရန်ကိုပြောဖို့ကောင်းပါတယ်ဒီနှစ်ဘက်တည်းကတော့အရန်ကိုတန်သွားပြီအများကြီးပြောပါတယ် birthday wish ပေးတဲ့သူအားလုံးလည်းကျေးဇူးများကြီးတင်ပါတယ်လို့ဗီဒီယိုဆုံးနေကြည့်ပြတဲ့ကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲ bye bye